လုံးပဲမင်္ဂလာပါအခုပြောပြပေးမယ်ပုံမြင်လေးရဲ့အကြောင်းအရာကတော့တရေ6တဲ့အိမ်ထဲမှာပိတ်မိနေတဲ့တငယ်ချင်း3ယောက်ရဲ့စိတ်လှုပ်ရှားဖွယ်ပုံမြင်လေးပဲဖြစ်ပါတယ်ပုံမြင်လေးရဲ့နာမည်ကတော့တရေအိမ်ကြီးတွေကညပဲဖြစ်ပါတယ်တခါတော့ကမိုးနိုင်နဲ့အောင်တို့ဆိုတဲ့တငယ်ချင်း3ယောက်ရှိတဲ့နွေရာသီကျောင်းပိတ်တဲ့နေ့တစ်နေ့မှာထိုတငယ်ချင်း3ယောက်ကခရီးထွက်ဖို့အတွက်တိုင်ပင်ကြတယ်ဒီလိုနဲ့ပဲနောက်တစ်နေ့နွေရာသီညနေခင်းတစ်ခုမှာတငယ်ချင်း3ယောက်ကပျော်ပျော်ရွှင်ရွှင်နဲ့နေခီးကိုထွက်လာကြပါတယ်။ဒါပေမဲ့လည်းသူတို့မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာခဲ့ပဲမှောင်ရီပြိုးစအချိန်မှာပဲကားဟာဖြတ်သွားခဲ့တယ်။ဒီလိုနဲ့ပဲအဖွဲထဲမှာပါလာတဲ့မိန်းကလေးတစ်ယောက်ဖြစ်တဲ့မိုးဟာစိတ်ညစ်စွာနဲ့ပဲဒုက္ခပါပဲဟာကားကလည်းညဘက်ကျမှပြတ်ရတယ်လို့စိတ်ညစ်ပါတယ်။ဒီလိုပြောလိုက်တဲ့မိုးရဲ့အပြောကိုနှိုင်းကဒီလိုပြန်ပြောလိုက်တယ်။နင်ကလည်းစိတ်ညစ်မနေနဲ့နင့်ကိုပြောလိုက်ရင်ဒုက္ခကြီးပဲ။ဒါဟာလည်းပျော်စရာတစ်ခုဖြစ်လာနိုင်တာပဲလေ။သူတို့နှစ်ယောက်ရန်ဖြစ်နေတဲ့အချိန်မှာပဲအောင်ဟာဒီလိုဝင်ပြောလိုက်တယ်။ဟဲ့အောင်တွေဟိုလှမ်းပြီးတော့ကြည့်လိုက်စမ်း။ဟိုမှာဆန်အိမ်ကြီးတစ်ခုပဲ။ဒီလိုမျိုးမှောင်မဲနေတဲ့အချိန်မှာငါတို့လမ်းမပေါ်မှာရှိနေတာထက်ဆိုင်ဒီဆန်အိမ်ကြီးတွေကိုဝင်ပြီးအကူအညီတောင်းကြည့်လိုက်ရင်မကောင်းဘူးလားဒီလိုနဲ့ပဲသူတို့3ယောက်ဟာအိမ်ကြီးနားကိုသွားပြီးကြည့်လိုက်တဲ့အခါမှာတော့အိမ်ကြီးဟာအဟောင်းအနွမ်းတစ်ခုဖြစ်ပြီးဗရင်းပေါက်တွေမှာလည်းဖုံအညစ်အကြေးတွေပေပွားနေပြီးလူမနေသလိုပုံစံမျိုးဖြစ်နေတယ်တကားတွေကလည်းဆိုရဲအတန်ကြီးတဖြည်းဖြည်းနဲ့ထွက်ပေါ်လာတယ်ဒီလိုနဲ့နိုင်ကတော့မော်မော်ပမန်းနဲ့ပဲဟုတ်တော်သေးတာပေါ့ဟာနေရာရှိတော့ငါတို့ဒီညတော့နေလို့ရတာပေါ့ဒါပေမဲ့ဒီလိုအိမ်ကြီးထဲမှာတရေရှိလားမရှိလားဆိုတာကတော့နည်းနည်းတော့ငါတို့ကြည့်ရမှာပေါ့ဟာဒါကလည်းစိတ်လှုပ်ရှားမှုတစ်ခုပဲလေဒီလိုနဲ့သူတို့ဟာအိမ်ကြီးထဲကိုဝင်လာတဲ့အချိန်မှာညတကောင်ကြီးဖြစ်နေပြီးတော့လေအေးတန်းလေးများကလည်းဖြင်းညင်းစွာနဲ့ရိုက်ခတ်လာခဲ့ထို့အချိန်မှာပဲမီးမို့ချောင်ဘက်ကနေအတန်တန်ကြားလာခဲ့တယ်။မိုးဟာအိတ်ထဲမှာတင်ထားတဲ့ဖုန်းကိုထုတ်ပြီးတော့ဖုန်းကမီးနဲ့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဘေးကနေအရိပ်လိုတစ်ခုဟာပေါ်လာပြီးအေးမြတစ်ခုကိုထိတွေ့မိတယ်လို့ခံစားလိုက်ရတယ်။ထို့အချိန်မှာပဲအိမ်ကိုလှည့်ပတ်ပြီးတော့ကြည်နေတဲ့နိုင်ဟာမော်မော်ပန်ပန်နဲ့အမြန်ထွက်ပြေးလာပြီအော်အပေါ်ထက်မှာလူရှိတယ်မျက်လုံးဖြူဖြူနဲ့ငါ့ကိုကြည့်နေတယ်ဆိုရက်ငိုတန်နဲ့ပြောခဲ့တယ်ဒီလိုနဲ့အောင်နဲ့မိုးဟာနှိုင်းပြောတဲ့အပေါ်ထက်ကိုမြန်တက်ကြည့်လိုက်တဲ့အခါမှာတော့မီးမရှိတဲ့အခန်းတစ်ခန်းနဲ့အဖိုးတရားရဲ့အရေးလိုတစ်ခုကထွက်ပေါ်လာပြီမြင်လိုက်တဲ့ခဏလေးအတွင်းမှာပဲဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားအေးမြတဲ့လေတစ်ခုဖြစ်တာကြံနေခဲ့တယ်သူတို့3ယောက်နာရီအချိန်ကိုကြည့်လိုက်တဲ့အချိန်မှာအချိန်ဟာ3နာရီကျော်နေခဲ့ပြီဖြစ်တယ်ဒီလိုနဲ့မိုးဟာငါတို့ထင်းကြီးထဲမှာရှိနေတာပုံပြီးအန်ရည်ကြီးတယ်အပြင်ထွက်ပြီးတော့ငါတို့လမ်းမမှာနေနေတာမှပုံပြီးအန်ရည်ကင်းသေးတယ်ဟာငါတို့တကားဖွင့်ပြီးအပြင်မှာပဲသွားပြီးတော့ကောင်းပေါ်မှာထိုင်နေကြတာပိုကောင်းမယ်သူတို့အပြင်ထွက်ဖို့အတွက်တကားကိုစူးစမ်းပြီးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဒီအိမ်ကြီးထဲကနေသူတို့ကိုထွက်ခွင့်မပေးတော့ပါဘူးတကားဟာဘလို့ပဲဖွင့်ခွင့်မရခဲ့ပါဘူးနောက်ဆုံးမိုးကအိမ်ထဲကစာအုပ်ခန်းတစ်ခန်းမှာစာအုပ်တစ်အုပ်ကိုပြုတ်ကျနေတာတွေ့ပြီးကောက်ကြည့်လိုက်တဲ့အခါမှာတော့စာအုပ်ထဲမှာဤအိမ်သို့ဝင်လာတော့သူများမနက်ခင်းထိတယောက်ပဲအသက်ရှင်ကြံရင့်မည်ဆိုရဲစာတစ်ချောင်းရေးထားတာကိုတွေ့လိုက်ရတယ်။ထို့နောက်အိမ်ထဲကမီးများဟာရုတ်တရက်ပြတ်သွားခဲ့ပြီးအတန်နဲ့ကြီးတစ်ခုထွက်ပေါ်လာခဲ့။ဒီတစ်ခါ3ယောက်လုံးဖြစ်သွားနိုင်တယ်ဆိုရဲအတန်ကြီးကြားလိုက်ရတယ်။မနက်ခင်းရောက်တဲ့အခါမှာတော့မိုးနှောင်းနဲ့အောင်တို့မတွေ့ရတော့သူတို့မှပါလာတယ်လွယ်အိတ်ဖနက်တို့သာအိမ်ကြီးရဲ့ရှေ့မှာတွေ့ရပြီညကဘာတွေဆက်ဖြစ်သွားခဲ့လဲဆိုတာကိုတော့မိုးနှောင်းနဲ့အောင်တို့3ယောက်သာသိပါတယ်
တို့၃ယောက်ဟာအသက်ရှင်လျက်နဲ့ပဲထွက်သွားနိုင်ခဲ့သလားဒါမှမဟုတ်အိမ်ကြီးထဲမှာပဲပျောက်ကွယ်သွားခဲ့သလားဆိုတာသူတို့၃ယောက်ကလွယ်ပြီးတခြားဘယ်သူမှမသိနိုင်တော့ပါဟုတ်ကဲ့ပါဇလန်းပြီးဆုံးတဲ့အထိစိတ်ရှင်လက်ရှိနားထောင်ပေးခဲ့ကြတဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ပြောကြားအပ်ပါတယ်